ချိန်ခဏလေးမှမမြင်နိုင်တဲ့တဲရောစင်တွေဒီဖြစ်တွေပြောပြရင်လေရင်ခွဲမတက်ခံစားရပါသည်ဒီຫນွေအချိန်ခါမေ့မရပါလေရင်နာစရာဘွာလေးတွေတတိယတိုင်းလွမ်းလို့မပြေလွမ်းတိုင်းလဲငိုခဲ့ရပါသည်ချိန်ခဏလေးမှမမြင်နိုင်တဲ့တဲရောစင်တွေဒီဖြစ်တွေပြောပြရင်လေရင်ခွဲမတက်ခံစားရပါသည်ဒီຫນွေအချိန်ခါမေ့မရပါလေရင်နာစရာဘွာလေးတွေတတိယတိုင်းလွမ်းလို့မပြေလွမ်းတိုင်းလဲငိုခဲ့ရပါသည်ညီမလေးရဲ့ရှင်တဲ့ကညီမလေးရဲ့ခဏရာဆုံးခဲ့ကြတာဘဝမှာချစ်ဆုံးမှုပါလေမကြခင်မှာထားနေအဝေးကိုပြန်ရတော့မယ်လေယာရီတွေအလီလီပြောင်းမစေအချစ်တွေကမဟုတ်နိုင်ပါသည်ຫນွေရောက်ရင်ပြန်ဆုံးမရစေတနေ့စီအဝေးမဆူတောင်းလို့နေမေတန်ရောစင်ညီမလေးရဲ့တန်ရောစင်ညီမလေးရဲ့ကြံခဲ့သူလေးလွယ်လို့နေမေပြန်ရသူလေးအလွယ်မျက်ရည်လေးလေးညီမလေးရဲ့ပြန်ရတော့မေလေးနှုတ်ဆက်ခဲ့ပါသေးအလွယ်သမားလေးပြန်ရတော့မေလေးချိန်ခဏလေးမှမမြင်နိုင်တဲ့တဲရောစင်တွေဒီအဖြစ်တွေပြောပြရင်လေရင်ခွဲမတက်ခံစားရပါသည်ဒီຫນွေအချိန်ခါမေ့မရပါလေရင်နာစရာဘွာလေးတွေတတိယတိုင်းလွမ်းလို့မပြေလွမ်းတိုင်းလဲငိုခဲ့ရပါသည်ညီမလေးရဲ့ရှင်တဲ့ကညီမလေးရဲ့ခဏရာဆုံးခဲ့ကြတာဘဝမှာချစ်ဆုံးမှုပါလေမကြခင်မှာထားနေအဝေးကိုပြန်ရတော့မယ်လေယာရီတွေအလီလီပြောင်းမစေအချစ်တွေကမဟုတ်နိုင်ပါသည်ຫນွေရောက်ရင်ပြန်ဆုံးမရစေတနေ့စီအဝေးမဆူတောင်းလို့နေမေတန်ရောစင်ညီမလေးရဲ့တန်ရောစင်ညီမလေးရဲ့ကြံခဲ့သူလေးလွယ်လို့နေမေပြန်ရသူလေးအလွယ်မျက်ရည်လေးလေးညီမလေးရဲ့ပြန်ရတော့မေလေးနှုတ်ဆက်ခဲ့ပါသေးအလွယ်သမားလေးပြန်ရတော့မေလေး